မနေ့ကစောစောအန်တီလေးဆရာဖုန်းလာလို့ထားလိုက်ပါတယ်နောက်ပြီးတော့အန်တီလေးကလာခေါ်နေပြီးပြောတော့အမေကိုလိုက်ရှာပါတယ်တကယ်တော့အမေကဆေးရောက်နေပါတယ်တဲ့ Okay. နောက်ပြီးတော့ဆိုင်ကယ်စီးသွားပါတယ် A few moments later. နောက်ပြီးတော့အမခောက်ဆွဲချက်တာဆိုတော့လောက်ကူပြီးတော့မုတ်ဖတ်ထုတ်ထိုင်စားပါတယ်နောက်ပြီးတော့အေးခဲတက်တာဖွင့်ကြည့်တော့ရေဘူးတွေပဲတွေ့တော့ရေဘူးတွေပဲယူတောက်လိုက်ပါတယ်နောက်တော့အဖွားတနဟာလိမ့်မလာတဲ့အဲ့လိုပြောတာအဲ့နဲ့အဖွားတနဟာလိမ့်ခံတော့တနဟာကောက်လိမ့်ပါတယ်တနဟာတော့ဒီလိုပါပဲဟိုပတ်သက်ချက်ဒီပတ်သက်ချက်လိမ့်နေပေါ့နော်Nice. နောက်ပြီးတော့တနဟာလိမ့်ထားတာကိုရိုက်တယ်ပေါ့နော်အဲ့ချိန်မှာပဲဟေးဦးကပွက်နေပါပြီတကယ်ဟေးဦးကအရင်မကြက်သေးဘူးတဲ့အဲ့တော့ဖုန်းထိုင်ကြည့်ရပေါ့နော် Okay. နောက်ပြီးတော့အပြင်ထွက်ပြီးတော့ဟိုရိုက်တီရိုက်ပေါ့နော်ကျမလာရလေအမလက်ပြလေးတွေ့လို့ရိုက်လိုက်တယ်နောက်ပြီးတော့ကျတော့စားတော့ဝယ်ခိုင်းနေပေါ့နော်ဒါပေမဲ့ကိုယ်တိုင်းမဝယ်ပါဘူးဆောက်ချောအန်တီလေးရတဲ့ပတ်ဆိုင်ထဲမှာတဲ့ပတ်ဆိုင်ယူပြီးတော့တဲ့စားတော့ဝယ်တဲ့နောက်တော့အမရှိတဲ့အိမ်ကိုလိုက်ပြီးရပေါ့နော် 2,000 years later. နောက်ပြီးတော့ကိုစားရအောင်မထင်ရပါတော့တကယ်မဟုတ်အပြင်သွားဆက်ရှိသေးရတဲ့အနေပြန်လာတဲ့ချိန်မှာပေါ့နော်စားပါတယ်နောက်ပြီးတော့အိမ်ကကလေးကြီးသွားဆော့ရချိန်မှာတယောက်ထဲကြံခဲ့ပါတယ်အနေမုတ်ဖတ်ထုတ်တစ်ခုစားလိုက်ပါတယ် Huh? နောက်တော့အန်တီလေးဖတ်နေတဲ့စာအုပ်ကိုဖတ်လိုက်တယ်ပေါ့နော် 2,000 years later. နောက်ပြီးတော့စာအုပ်ဖတ်ရင်လည်းအိပ်ပျော်သွားတာပေါ့နော်ဒါအဲ့ရနိုးတဲ့အချိန်ပေါ့ကြောက်ကြောထိုင်စားပါတယ် Nice. နောက်တော့ဆော့ပြန်မယ်ဆိုပြီးပြန်ရောက်လာပါတယ် 2 hours later. ရောက်ချင်းပဲပေါ့နော်ရေပိုင်ချိုးပြီးတော့ကောင်းနေပါတယ်မနေ့ကလည်းလျှော်ထားခုလည်းပြန်လျှော်ရပါတော့ဆိုတော့အမနှခမ်းနေထိုင်ဆိုးပြီးတော့လှုပ်ဆက်ရှိရလှုပ်ပြီးတော့အပေါ်တက်ဖို့ပြင်ပါတယ်ဒါကတော့အပေါ်တက်တော့မှာပေါ့နော်အမေကိုရှာမတွေ့တော့အပေါ်တက်ပါတော့မယ်အပေါ်တက်တယ်ပေါ့နော်တက်ပြီးတော့ရှုခင်းဟိုဘက်တက်ချက်ဒီဘက်တက်ချက်ကြည့်လိုက်သေးရပေါ့နော်ဆိုတော့ဒီနေ့ကဒီလောက်ပါပဲ